မင်္ဂလာပါမစ္စတာစခရင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့မြောက်တကုံမြို့နယ်မှာရှိတဲ့ customer တဦးရဲ့နေအိမ်ပဲဖြစ်ပါတယ်ဒီနေအိမ်လေးမှာကျွန်တော်တို့ဘယ်လိုချင်းစကားမျိုးစားလေးတွေတက်ဆင်ပေးတာလဲဆိုတာလိုက်ပါကြည့်ရှုလိုက်အောင်ခင်ဗျာပထမဆုံးဝင်ချင်းမှာတွေ့မြင်ရတဲ့ချင်းစကားမျိုးစားလေးကတော့ BFF တိုက်မျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာခြေတော်တန်းမပါဝင်တာကြောင့်အဝင်ထွက်မှာခလုတ်တိုက်မှာတော့ချော်လဲမှာတော့အတွက်ပူစရာမလိုပါဘူးယခုလိုမျိုးအဖွင့်ပိတ်ပြုလုပ်ရမှာအခက်အခဲမရှိဘဲနဲ့ချောချောမွေ့မွေ့အသုံးပြုတာနိုင်တာကဂျာမန်နည်းပညာနဲ့သုံးထားတဲ့ကြိုးထိပ်စနစ်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ M-Type ဘာချန်ချင်းတို့စကားလေးကိုအသုံးပြုပေးထားပါတယ်ခင်ဗျာယခုလိုမျိုးပဒင်းပေါက်မှာတက်ဆင်အသုံးပြုပေးထားတဲ့အတွက်ကြောင့်လေဝင်ပေါက်ပိတ်တာမျိုးမရှိပဲလေကောင်းလေတန်းကောင်းကောင်းနဲ့အပြင်ကမြင်ဝင်းကိုလည်းရှင်းရှင်းလင်းလင်းတွေ့မြင်နေစေရမှာပါမိဖို့ကမ်းမှာလည်း M-Type ချင်းတို့စကားမျိုးစားကိုယခုလိုမျိုးတက်ဆင်ထားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ခင်ဗျစကားသားရဲ့အကျယ်က1 mm သာရှိတာဖြစ်လို့ချင်းရင်တို့မဝင်ရောက်နိုင်အောင်တားဆီးပေးမှာပါလေဝင်လေထက်ကလည်းကောင်းမွန်တာဖြစ်လို့အညော်နဲ့ကေကေနဲ့ချက်ပြုတ်နိုင်ပြီးချင်းရင်ကြောင့်ဖြစ်နိုင်တဲ့ယောဂတွေဖြစ်မှာမပူရတော့ပါဘူးဖျားကမ်းမှာရှိတဲ့ပဒင်းပေါက်မှာတက်ဆင်အသုံးပြုပေးထားတဲ့ချင်းစကားမျိုးစားလေးကတော့စလိုက်တော်တွေမှာအတက်အများဆုံးဖြစ်တဲ့ Amblef Food Type ချင်းလုံးစကားပဲဖြစ်ပါတယ်ခင်ဗျစလိုက်တော်အချင်းလုံးစကားမျိုးစားဖြစ်တာကြောင့်အိမ်ရဲ့နေရာယူမှုကိုလည်းတက်တာစေပါတယ်ဘေးပေါင်ကအလူမီနီယံစစ်ဖြစ်တာကြောင့်တန်ကြီးတက်တာမျိုးမရှိဘဲနဲ့အမြင်ကိုလည်းလှပတင့်တယ်စေမှာပါယခုလိုမျိုးဖျားကမ်းမှာချင်းလုံးစကားကိုတက်ဆင်ထားမယ်ဆိုရင်ချင်းတိတိလေးတစ်ကောင်တော့မဝင်ရောက်နိုင်ပဲနဲ့နှိပ်ဘက်တွေရောညဘက်တွေမှာပါကျွန်တော်တို့တရားဘောင်အောင်အေးအေးဆေးဆေးအားထုတ်နိုင်ပါတယ်ခင်ဗျဆိုလေကျွန်တော်တို့ကချင်းဝင်ရောက်မှုလုံးကိုကြည့်ရှုပြီးတော့ယခုလိုမျိုး M-Type ချင်းလုံးစကားမျိုးစားလေးကိုအသုံးပြုပေးထားပါတယ်ခင်ဗျချင်းတွေအများစုကပဒင်းပေါက်နဲ့တကားပေါက်တို့ကနေဝင်ရောက်နိုင်ခြေအများဆုံးပဲဖြစ်ပါတယ်ယခုလိုမျိုး M-Type ချင်းလုံးစကားကိုဒီလိုနေရာမှာအသုံးပြုရမယ်ဆိုရင်ချင်းဝင်ရောက်မှုလုံးကိုထက်ဝက်တိတိရှော့ချပေးအောင်ပါခင်ဗျဒီစာစခရီးကနေထုတ်လုပ်ထားတဲ့ချင်းစကားတွေက grade အဆင့်ရှိတဲ့ polyester စကားသားနဲ့အထူးထုတ်လုပ်ထားတာဖြစ်လို့လေဝင်တွေထက်ကောင်းစင်ရုံတာမကချင်းတရားခိုင်လုံးလုပ်ပေးပါတယ်လူချင်းမင်းတို့မိသားစုနဲ့တူနေ့ဘက်နဲ့ညဘက်တွေလိုမှာပျော်ရွှင်တရားကောင်းတဲ့အခိုက်အတန့်လေးတွေကိုဖန်တီးလို့ယူတိုင်းကျွန်တော်တို့ရဲ့ Mr. Screen Showroom ကိုလာရောက်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ